မနေ့ကအလုံးနဲ့ထားတော့ကို Facebook ကနေစုံစမ်းထားတဲ့နေရာလေးပဲဝင်မိချီဦး ဒီကထိုင်းနိုင်ငံအလုပ်ကိုင်စုံစမ်းရေးထိုင်းနိုင်ငံမှာဒီတရားဝင်လုပ်ရမယ့်အလုပ်ကဘာတွေလဲမသိဘူး ဟုတ်ညီမတို့ခုလက်ရှိမှာကြတော့ညီမတို့ issue နဲ့ချိတ်ဆက်ပြီးတော့ပေါ့နော်ထိုင်းနိုင်ငံတော်တန်စီးမြင်ရထဲကျုံစိတ်ဝင်ရမှာခေါ်နေတဲ့ဒီအလုပ်ကိုခုနေဦးကြီးရှိရပေါ့နော်အထည်ပြည့်ရဲ့ဟိုဆက်ချုပ်တွင်းပြည့်ရခေါ်နေပါတယ်ရှင် ကျွန်တော်ကြတော့ဒီအထည်လဲချုပ်ဘူးတယ်အထည်ဖြတ်ဆိုတာကျွန်တော်ပိတ်ခင်းတာဖြစ်မယ်ပေါ့နော်ဒါပိတ်ခင်းတဲ့အပိုင်းမှာလဲကျွန်တော် experience 3နှစ်လောက်ရှိရပေါ့နော်အဲ့ဒီတော့ကိုကျွန်တော်ဘာလိုအပ်သေးလဲမသိဘူး ဟုတ်ကဲ့ရှင်ညီမတို့စီကိုညီမတို့ရဲ့စီကိုလှုပ်ဆောင်မှုစီပေါက်တင်မယ်ဆိုရင်နော်ကိုရက်ဒီတူကပတ်ပုံတင်ရပြီးတော့တကောင်းစီရင်းနဲ့ကိုရနာခုရှိရတဲ့ပတ်စပို့လေးတွေမှာပေးပေးကြပါတယ်ရှင် အခုအတိတယောက်ရှိရယ်သူကအခုရုရှားဘာသာစကားလေ့လာနေတာရှိရယ်ပေါ့နော်သူရုရှားနဲ့သွားနိုင်တဲ့ဒီအလုပ်ကိုင်ကြီးကဘာလီးများရှိနေလဲမသိဘူး ညီမတို့ဒီမှာဆိုတော့ရုရှားနိုင်ငံမှာဆိုလည်းအထည်ချုပ်စိတ်ဝင်ပြီးတော့ဒီယောက်ျားလေးတွေလည်းအသက်ကပတ်ဆုံးရှိပြီးခေါ်နေပါတယ်ရှင်ညီမတို့ဒီလစာကကြတော့ညီမတို့ဒီစားတွေမျိုးမြန်မာကို30ကျော်ထားပါတယ်ရှင်